ဝေလငါးများ၏သမိုင်းကြောင်းဝေလငါး whales များသည်သမိုင်းလွန်ရှည်လျားသောသတ္တဝါများဖြစ်ပြီး50 သန်းနှစ်ကျော်ကြာမြင့်စွာတိုးတက်ပြောင်းလဲလာခဲ့ကြသည်ဝေလငါးတို့၏မူလသက်ရှိမဖြစ်မီ Pruhal ancestors ဝေလငါးများသည်မူလအရခြေလေးချောင်းရှိသည့်ငါးစားသတ္တဝါများမှကြီးထွားလာခဲ့သည် Pakistus 53 မီလီယံနှစ်သည်ပထမဆုံးဝေလငါး၏ဘိုးဘွားများထဲမှတစ်မျိုးဖြစ်ပြီးမြေကြီးပေါ်တွင်နေထိုင်နိုင်သောသတ္တဝါတစ်ခုဖြစ်သည်ရေအောက်သို့ပြောင်းလဲခြင်း evolution to marine life Amphilocetus 49 မီလီယံနှစ်သည်ရေအောက်၌ကောင်းကင်ရေနှင့်မြေပြင်ပေါ်၌လည်းလမ်းလျှောက်နိုင်သည့်သတ္တဝါတစ်မျိုးဖြစ်သည် Basilosaurus 40 မီလီယံနှစ်သည်အပြည့်အဝရေအောက်သို့ပြောင်းလဲသွားသောဝေလငါးမျိုးနွယ်ဖြစ်လာသည်ဝေလငါးများ၏မျိုးစိတ်များယနေ့ခေတ်တွင်ဝေလငါးများကိုနှစ်မျိုးအုပ်စုခွဲခြားနိုင်သည် Toothed whales Odontoceti သွားပါသောဝေလငါးများ Orca killer whale sperm whale dolphin စသည်တို့ပါဝင်သည်သွားများရှိပြီးငါး squid seal တို့ကိုသားတောက်ကြသည် echolocation အသုံးပြု၍သားအစာကိုရှာဖွေသည် baleen whales Mystaceti သွားမပါသောဝေလငါးများ blue whale humpback whale grey whale စသည်တို့ပါဝင်သည်သွားများမရှိဘဲ baleen plates ထွက်သောဆံပင်ကဲ့သို့သောအစိတ်ပိုင်းများကိုအသုံးပြုပြီး plankton krill small fish တို့ကိုစစ်ထုတ်စားကြသည်3ဝေလငါးများ၏သက်တမ်းနှင့်အရွယ်အစား blue whale သည်ကမ္ဘာပေါ်ရှိအကြီးမားဆုံးသောသတ္တဝါဖြစ်ပြီး100တောင်မီတာနှင့်200တန်အထိအလေးချိန်ရှိနိုင်သည်ဝေလငါးများသည်90-90နှစ်ခန့်အသက်ရှင်နိုင်ကြသည် sperm whale သည်202ထိရှင်နိုင်သည်4ဝေလငါးများနှင့်လူအတိုင်းအဝိုင်းအရှေးယခင်ကတောင်သူတို့သည်ဝေလငါးကိုစီနှင့်အသားအတွက်လုပ်ကြံလေ့ရှိသည်19ရာစုနှောင်းပိုင်းမှစ၍ whaling industry ကြောင့်ဝေလငါးအများအပြားသေဆုံးခဲ့သည်ယနေ့တွင် International Whaling Commission (IWC) မှဝေလငါးကိုမတားမြစ်သင့်ကြောင်းဆုံးဖြတ်ထားသည်ယနေ့ခေတ်ဝေလငါးများ၏အန္တရာယ်များ Climate change ပင်လယ်ရေနံညစ်ညမ်းမှုကြောင့်ဝေလငါးများအန္တရာယ်ရှိနေသည် Plastic pollution ဝေလငါးများသည် plastic bags တို့ကိုအစားအစာဟုယူဆပြီးမှားသုံးစားတတ်ကြသည် Ship collisions မျက်မှောက်တွင်ကြီးမားသောသင်္ဘောများနှင့်ဝေလငါးများတိုက်မိပြီးသေဆုံးမှုများလာသည်နောက်ဆုံးအကြောင်းဝေလငါးများသည်50 သန်းနှစ်ကျော်အတွင်းခြေလေးချင်းသတ္တဝါများမှရေထဲတွင်နေထိုင်သောသတ္တဝါများဖြစ်လာခြင်းကိုတွေ့နိုင်သည်ယနေ့တွင်ဝေလငါးများသည်ဓာတ်ငွေ့ဖိအားပင်လယ်ညစ်ညမ်းမှုသင်္ဘောတိုက်မှုများကြောင့်အန္တရာယ်ရှိနေသည်ဝေလငါးများကိုကာကွယ်ရေးလုပ်ဆောင်ရန် conservation organizations များကစ조사နေသည်